မဟာတိတ်သားနဲ့သုလတိတ်သားညီကိုနှစ်ယောက်ဂရေ80ချမ်းသာတဲ့တထေသားတွေညီကိုနှစ်ယောက်အရွယ်ရောက်လာတော့ငယ်ဖြစ်တဲ့သုလတိတ်သားကအိမ်အောင်ပြုညီကိုနှစ်ယောက်ကြဒစိမ့်ရောတော့အဲ့ဒီမှာအမွေခွဲတယောက်ကိုဂရေ40စီရဂရေ40စီရတော့သုလတိတ်သားနဲ့သုလတိတ်သားဇနီးကချမ်းသာလိုက်တာတို့ဂရေ40တောင်ပဲပိုင်ပြီပေါ့ပစ္စည်းတွေကြည့်ပြီးတော့ပီတိတွေဖြစ်တဲ့ချမ်းသာတဲ့ဒုက္ခလို့ဒီလိုမြင်တယ်မဟာတိတ်သားကြီးကတော့အဲ့40သောပစ္စည်းကိုကြည့်ပြီးတော့ဒုက္ခလို့မြင်တာဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ကသိမ့်ပိုက်ခြင်းစိတ်တွေဖြစ်မဲ့ဒုက္ခမြင်တဲ့ပုဂ္ဂိုလ်ကစွန့်လွတ်ခြင်းစိတ်ပေါက်မယ်ဒီလိုမလားအဲ့ဒါနဲ့ငါညီတို့ငါညီမတို့ဒီပစ္စည်းတွေမင်းတို့ပဲယူတော့ငါမလိုချင်တော့ကိုကြီးဘာဖြစ်လို့ငါယဟန်ပြုမှာမို့ပါတဲ့ယဟန်ဘဝဓာတ်တွေမလိုလို့အဲ့ဒါနဲ့သူ့ညီနဲ့သူ့ညီဇနီးကိုပေးပြီးယဟန်ပြုသွားယဟန်ဘဝကိုသီလစင်စင်ကြဲကြဲနဲ့ပြည့်တဲ့တပါးတည်းပဲနေပြီးတော့တရားအားထုတ်တော်တယ်မှာတပါးတည်းနှစ်ပေါင်းများစွာကြာတော့ပြည့်တဲ့အိမ်မှာကြံခဲ့တဲ့သုလတိတ်သဇနီးကတွေးတယ်။အော်ငါတို့ငငယ်ရွယ်နဲ့ချမ်းသာလိုက်တာဂရေ80တောင်ချမ်းသာဂရေ80ချမ်းသာတာလည်းပဲမဟာတိတ်သက40ပေးလို့80ဖြစ်တာတကယ်လို့မြတ်သူသာသနာပေါ်မှာပြောလို့ပြန်လာရင်သူ40ပြန်ပေးရအောင်ပါဒါဆိုရင်တို့လည်းစည်းစိမ်ကတဝက်ရောအောင်ပါတို့စည်းစိမ်တော့ရော့ခံလို့မဖြစ်ဘူးဒီကိုတော်ကြီးအပြတ်ရှင်းမှဖြစ်မယ်လူသားသမားတွေခေါ်ပြီးတော့လိုက်တာခိုင်းတာဗျာစာထဲမှာပါတော့လူသားသမား900ငွေ900ပေးတာခိုင်းတယ်လူသားသမား900ငွေဘယ်နှရာခွဲလိုက်တယောက်မှဘယ်လောက်ရတယောက်ဘယ်လောက်စီရဟမ်ကဲ30စီတဲ့ဟော100စီတဲ့အိမ်ကြမှာသာတွက်ပေါ်ဗျာနော်လူသားသမားက900ငွေကဘယ်နှရာတယောက်ကိုဘယ်လောက်ရတယောက်တစ်ချက်နဲ့ဘုန်းကြီးတတ်မှာနော်အဲ့ဘွဲကလေအောင်းစရာကောင်းသွားတတ်ကြတာတောကြီးထဲမှာပြိတဲ့တပားတဲ့ဟိုကထိုင်းတယ်နေဝင်မိုးချုပ်ကသာတရားအထုတ်နေတဲ့မာတိတ်တာနာရုပ်ရုပ်နဲ့အကုန်လုံးဝိုင်းထားဟဲ့တကားတွေရုပ်ရုပ်နဲ့ဘာလုပ်တယ်လဲအရှင်ဖရာဘွဲ့ဘလို့ခေါ်တာတော့ငါဘွဲ့မဟာတိတ်တာလို့ခေါ်တယ်အရှင်ဖရာကိုတတ်မလို့လာတာတတ်မလို့လာတယ်ဆိုတော့ပြိသိအများကြီးမတောင်းဘူးတခွန်းနဲ့ပဲဧကရတ္တိဇီဝိတံဒေထတညလောက်တော့အသက်ချမ်းသာပေးပါအများကြီးတောင်းလားတညရဲလားမိုးလင်းရင်တော့တတ်ပါကွာတဲ့ညတော့ချမ်းသာပေးကြပါဦးအိုးရှင်ဘုရားကမိုးလင်းမှတတ်ပြောညထပြေဘယ်နဲ့လုပ်မလို့အရှင်ဘုရားဘက်ကသက်သေအာမခံနေဘယ်သူရှိလို့တော့